ဟာကမဘာလို့လာလို့ဩဘာဖြစ်တာငါကမဝရတယ်လို့ဟိုမှာမင်းတို့ကမောစားပြရတယ် ဘာလေးစားနေဘာလေးစား မင်းကြောပါခင်ဗျာ ဘယ်ရစား ကျွန်တော်သမင်းကြောဘူးပျောက်သွားလို့ဒီမှာသမင်းကြောဘူးလာပြီလို့စားတာပါဗျာ ရန်ကုန်ကနေပကံတိလာစားတာ ရန်ကုန်နဲ့ပကံတိလာစားတာ မစားဘူးလား မစားဘူးလို့ပါဗျာကတ်နေလို့ပါဗျာတော်တော်ဒုက္ခရောက်နေတော့ပါဘွားတွေလည်းပြည့်နေပါပြီ ပတ်စံလက်ထားတဲ့နေရာမရှိတော့ပါ ပတ်စံထားတဲ့နေရာရှိတယ်ပတ်စံမရှိတာပါပတ်စံထားဖို့နေရာရှိပါ ဟုတ်လားဘယ်နားမှာလဲ မဟုတ်ပတ်စံထားဖို့နေရာရှိတယ်ဘယ် ဘယ်နဲ့ဘယ်နေရာလဲလို့ထားဖို့နေရာတွေကပတ်စံထဲမှာလား ဟောမရှိလို့ငါထပ်တိုင်အောင်လို့လားလို့မရှိပါဘူးမတော်များထပ်တိုင်အောင်လို့လားလို့ လဲစားပါစားပါမတိုက်ပါမတိုက်ပါစားပါစိတ်ပြောင်းပြောင်းနဲ့စားပါနော်စားကြရေးစား ညာအတုတ်တဲ့ ဟဲ့ကိုတို့ကဒီအတုတ်တွေမကြိုက်ဘူး तू က ဘယ်တုတ်တကြတော့တမယာတိတော့ဘာဘူးဘာတမယာတိတော့ဘာလဲမကြည့်တဲ့တုတ်လို့ဘာလို့ပြောတာပါ ချင်းမစားတာမချင်းမစားဘူးအဲ့ဒါအောင်တို့ ဘာတော့သပင်းနဲ့ပြန်မပတ်မှကြောက်လို့ ကဲစားပါစားပါစားပါစားတာရမ်းလာ ကြိုက်တော့ဘယ်လိုသွားစားတော့မလဲလို့ ငတ်တယ်မလား နဲ့တော့တော်တော်ငါပြန်နေတာစားပါလေဒီနာတစ်ပြင်ကွယ်စားတော့ဘယ်ရဘူးနောက်ကကွယ်ထွက်လာတယ်ဒါကြောင့်မိမပါကြာလိုက်မှုနေတယ်ဗျာဒါ စားပါစားတယ်ရမ်းချစ်ဖို့ကောင်းလို့စားကိုကိုစား ဘာရင်နဲ့တော့အောင်နေပါပြီလို့ဒီကောင်တွေလည်းတော်တော်အောင်နေပါ စားစားစားမယ်နော် အင်းစားနောက်တစ်ခါညီမလေးရဲ့လာရိုက်ပါဆိုတော့ရိုက်ဖို့လွယ်တာမဟုတ် ညီမလေးနောက်ခေါညီမလေးမလို့တော့ကတော့ကျေးဇူးတင်လာပါမျိုးမှာမလို့တော့ကျေးဇူးတင်လာပါမျိုးနေပါဝိုင်းကူကြပါလားမတက်ကြီးတို့တို့တော်ကြည့်ကောင်းနေကြတယ် ဒီမှာဒါပြည့်ဒီမှာပြောင်းနောက်ကတော့ဒီဝေးချင်းသွားကြည့်တယ် ဟုတ်လားအဲ့ကြောင့်ပတ်စံသူထားကြနေအောင်မရှိတာတဲ့ပတ်စံ ပတ်စံထားကြနေရရှိတယ်ပတ်စံမရှိတာလို့ မနေ့ကသူတို့ရိုက်ဖို့တော့ပါဘူး။ထားပါရှင့်။ကြာကိုအောင်တို့ကျွဲတို့ရိုက်ဖို့တော့မနေ့ကတွေ့တယ်မှာရာဟာတယ်လေးချင်းတော့အုံ သူဒီလိုလေကြုံလို့တောင်းတာဆိုအကျော်ပေးတဲ့လူနေပြီ ပေးတယ်မြေပတ်စံကြိုပေးတဲ့လူနဲ့ဟိုမှာတော့အတော့တော်စုံလာရှိသေးတယ်ဟိုမှာ ကြာမနေ့ကဦးအောင်တို့ကျွဲရိုက်ဖို့ဒီမှာရိုက်ဖို့တော့ရာတယ်လောက်နေအုံအဲ့ကမှပါမှာ ဘုံခွ ကိုမိုးစေနှစ်ယောက်အတူတူလက်မှတ်ဖြတ်ပြန်ရအောင် ကိုကျော်ရဲ့လက်မှတ်ဖြတ်ပေးပါလေ တက်ပေးပါတော်တော်ဒီမှာမတာကနေအောင်ခေါ်ပါမယ်ပြီပါ တယောက်တည်းတော့မရည်နဲ့နှစ်ယောက်တူရည်မယ်တဲ့အမှန်တော့ရည်ရရဲ့နောက်ကမှ तू ကကိုသိလား ဒါလည်းကြည့် ကျွန်တော်ကြိတ်ကြံနေတယ် ဟာ မနေ့ကဖုန်းတက်တာ နှခမ်းမွေးနေလေကိုအမို့ကြိတ်ကြံနေတာလို့ပြောနေတယ် ဟုတ်လားမဟုတ်လား ဟမ်နှခမ်းမွေးနေလေ तू ကနှခမ်းမွေးနေ ချ တယ် စ်တော့ပြီးပြီလားဗါလဲ တော့ဒီမှာ တော့ဦးလေးပါကြပြီးပြောတာကျွန်တော်ဘုန်းတက်တာကျွန်တော်ဘုန်း ကိုရင်အောင်စားလို့ သွားမကြွေးနဲ့ तू ကဘာပြောရမလဲ तू စီမှာစပွန်ဆာပေါ်တယ်တဲ့နော်အမုတ်လေးအဲ့တမှာစပွန်ဆာတဲ့ကိုမင်းဆိုစပွန်ဆာပါသွားမယ်နော်စပွန်ဆာလား နည်းနည်းပဲထည့်လေတော်ပြီခမကျော်ဒီယူရတော့ဗျာစားလို့လည်းရမှာလားဟုတ်တော့ပါဘူး ဘာလို့လဲ အာကင်မရာမန်ရောက်လာပြီ စိတ်ညစ်တယ်ကြည့် အဲ့ရှောင်းစားတာအဲ့ဒါဒီပဲပေါ်လာလို့ အဲ့ဒါဝစားနေမဟုတ်လား တော်ပြီ ယူကျွန်တော် လောက်ပါနဲ့ ကိုကဗရိတ်ပြန်ရှိတယ်ကျွန်တော်မနေ့ကတော့အလွတ်မခံနိုင်ဘူးသမင်းကြီးတော့အလွတ်မခံနိုင်ဘူးသမင်းကြီးလာရင်စားအောင်မယ် ဦးမို့ထမင်း ဟာကွာမအောင်လို့ဒီတန်းကမှဒီနာလာကြွား ထမင်းဒီကိုမလွတ်နဲ့နော်ထမင်းဒီကိုမလွတ်နဲ့ လာပေး ကိုတော့မရှိမှလွတ် အေး မကုံတော့ မဟုတ်ဘူး तू ကဒီမှာရှက်လို့တယ်ဒီမှာရှက်လို့တယ်ကဲဒီမှာ မဟုတ်ဘူးမကုံတော့ခွေးကျွေးရမယ်တူတူမလို့ အေးအခုစားနေတာရော အတူရှာတယ်မင်းဘူး စားနေတာဘာလို့လဲစားနေတာ နဲ့လူမဟုတ်နဲ့ အောင်နဲ့ အောင်နဲ့ဆိုတော့အဲ့ရမွေးထားတယ်လေအိမ်မှာမွေးထားတယ် ရစီနောက်လာရင်နော်ခွေးပဲဈေးသွားထိုးရမယ်